တော်တွေကိုပူဇော်ကြတယ်ကိုလွတ်ရတာတွေဘာလုပ်လဲတရားတော်တွေကိုဘာလုပ်တာလဲပူဇော်တယ်တရားတော်တွေကိုပူဇော်တယ်ဒီတရားတော်တွေကိုပူဇော်ခွင့်ရအောင်လဲဒီဇဗုယရဏမြတ်မင်္ဂလာအသင်းနဲ့မြတ်မင်္ဂလာအဘိဓမ္မာပြန်ပါရေးအဖွဲ့တို့ကပူပေါင်းပြီးတော့ဆရာကြီးဆရာလေးများနဲ့တာရီသမီးတွေကိုယ်တိုင်ရထားတဲ့တရားတော်တွေကိုဒီလိုပွဲကြီးပွဲငယ်လုပ်ပြီးတော့ပူဇော်ခွင့်ရအောင်ဖန်တီးပေးကြတယ်အကယ်၍ဒီလိုပွဲတာမလုပ်ခဲ့ဘူးဆိုလို့ရှိရင်ကိုယ့်အဖေအမေကိုမိဘနဲ့ကိုသားသမီးဘယ်လောက်ရမှန်းလည်းမသိဘူးကိုသားသမီးဘယ်လောက်တော်မှန်းလည်းမသိဘူးဒီလိုလေးလှုပ်လိုက်တဲ့အခါကျတော့ပွဲကြီးပွဲငယ်နဲ့ကုံတဲ့လူကတော့ကုံတာပေါ့သို့တော်ညာလဲအားလုံးကကုံပင်ကုံညာတော့လဲဝိုင်းဝန်းပြီးကုသိုလ်တစ်ခုဖြစ်သွားကြတယ်ဘာကိုပြန်ပြီးတော့တွေးရမှာလဲဆိုရင်ငါတို့တရားတော်ကိုပူဇော်ခွင့်ရတယ်ဘာကိုပြောရမလဲငါတို့တရားတော်ကိုပူဇော်ခွင့်ရတယ်ငါတို့ပူဇော်တဲ့တရားတော်ဆိုတာဘာလဲအဲ့ဒါလေးလည်းသိဖို့လိုတယ်နော်အဲ့ဒါလေးသိဖို့လိုတယ်ဟောမြတ်စွာဘုရားရှင်ကတရားဖြစ်ဖို့ဆိုပြီးကမှတောထဲကိုသွားပြီးတရားကျင့်ဘယ်နှစ်ကြာလဲကျောင်းနဲ့ကြာတော့ဘုရားဖြစ်တယ်ဘုရားဖြစ်ပြီးတော့သူကတပ္ပိယုဒ္ဓဉာဏ်ကိုရတပ္ပိယုဒ္ဓဉာဏ်ကိုရတဲ့အခါမှာသူစဉ်းစားဘယ်လိုပြီလဲတပည့်တွေကဘယ်လိုပြီလဲလောကကြီးမှာအဲ့ဒီလိုမှီပြီးနေရမှာချမ်းသာတယ်အဲ့ဒီတော့မြတ်စွာဘုရားစဉ်းစားတယ်အေးတဲ့ငါတော့ဘုရားဖြစ်ပြီတဲ့ဒါပေမဲ့ငါဘုရားဖြစ်ပင်ဖြစ်냐တော်လေငါတယောက်တည်းရက်တည်ရတာပင်ပန်းလွန်းတယ်ငါမိစရာရှာအောင်မယ်ဘုရားဖြစ်ပြီးတော့သူစဉ်းစားတယ်ငါမိစရာရှာအောင်မယ်ငါမိရမယ်လူဒါမှမဟုတ်ရင်ငါကိုးဝယ်ရမယ်လူငါအားထားရမယ်လူဘယ်မှာရှိလဲသူစဉ်းစားတယ်လူပြည်မှာလိုက်ပြီးစဉ်းစားတယ်ရှာတယ်လူတွေထဲမှာရှာတယ်မတွေ့ဘူးဟောယဟန်လောကတွေထဲရှာတယ်မတွေ့ဘူးနောက်ဒီမှာမတွေ့ဘူးလေလူပြည်မှာမတွေ့ဒါဆိုတော့ငါနတ်ပြည်လောက်ကိုတက်ပြီးရှာကြည့်အောင်မယ်ငါကိုးွယ်အားထားတယ်နတ်ပြည်လဲတွေ့လားတွေ့ပါဘူးနတ်ပြည်မတွေ့တော့တခါဗြဟ္မပြည်ထပ်တယ်ဗြဟ္မပြည်သွားတွေ့ပြန်ဗြဟ္မပြည်မှာသွားရှာပြန်တော့လည်းတွေ့လားတွေ့ပါဘူးသိရှိတတ္တဝါအနေနဲ့ तू အလေးထားပြီးတော့ तू အမိတဟဲပြီးရမယ်ပုံကိုညီသူ့ဟိုးမှမတွေ့တော့အဲ့ဒီတော့မြတ်စွာဘုရားပြန်ပြီးစဉ်းစားတယ်အေးငါတော့အကုန်လုံးလိုက်ရှာတာလူတွေရောနတ်တွေရောဗြဟ္မာတွေရောကုန်သွားပြီဗျငါအလေးပေးအောင်လို့ငါအားထားအောင်လို့ငါကိုးကွယ်အောင်လို့လူတွေရောနတ်တွေရောဗြဟ္မာတွေရောတော့ဘယ်သူမှမရှိဘူးဒါဆိုတော့ငါသွားမယ်ပဲငါအလေးပြုပြီးတော့နေမယ်မြတ်စွာဘုရားဘာကိုအလေးပြုပြီးနေလဲမြတ်စွာဘုရားအလေးပြုတဲ့တရားတော်တွေကိုအခုဆရာကြီးဆရာလေးတွေသားတွေသမီးတွေကအလွတ်ရွတ်ပြီးတော့မဆိုကြဘူးလားအခုသားတွေသမီးတွေဆရာလေးတွေဆိုတာဘယ်သူအလေးပြုတဲ့ဟာသားတွေသမီးတွေဆရာလေးတွေအလွတ်ရွတ်ဖတ်ပူဇော်တာဘယ်သူအလေးပြုတဲ့ဟာမြတ်စွာဘုရားအလေးပြုတဲ့တရားတွေဒါလေးကိုသိဖို့ဟုတ်လားငါတို့ဆိုနေတဲ့ဟာတွေကဟောဟိတုပိစေယောအာရမဏပိစေယောအဓိပတိပိစေယောလူမိုက်ဆိုလင်းရှောင်းသွေးလွဲလို့မမီဝဲနဲ့ကင်းအောင်နေအာတံဗုဒ္ဓအထာဝိတင်းစာဒွါရတင်းစာဒါတကေဣတိပိတောဘဂဝါဟုတ်လားအကုန်လုံးရွတ်ဖတ်ပါများတာဆရာလေးတွေဆိုလို့ရှိရင်ကရဏီယမထကုသလေနာဟုတ်လားဘူရင်တံဘောဓိဓမ္ဘာတွေအာယတောဟံပကိနိအရိယာယဟုတ်လားဆရာလေးတွေဆိုလို့ရှိရင်ဒါတွေငါတို့ရွတ်ဖတ်ပူဇော်လိုက်တာဟာဘယ်သူလေးပြုတာအဲ့ဒါသိဖို့လိုတယ်မြတ်စွာဘုရားကအလေးပြုတယ်မြတ်စွာဘုရားလောကထဲမှာသိရှိတတ်တော်တွေနဲ့အလေးပြုစရာသူဘာမှမရှိတော့ဘူးလူထဲမှာလည်းမရှိဘူးနတ်ထဲမှာလည်းမရှိဘူးဗြဟ္မာထဲမှာလည်းမရှိဘူးဒါပေမဲ့သူသိတဲ့အသိဉာဏ်တရားတော်ကိုအလေးပြုပြီးတော့မြတ်စွာဘုရားကတဘောဝလို့နေသွားတယ်အခုမြတ်စွာဘုရားအလေးပြုတဲ့တရားတော်ကိုဆရာကြီးတွေဆရာလေးတွေသားတွေသမီးတွေကအလွတ်ရွတ်ဖတ်ပြီးပူဇော်ရတယ်မဟုတ်ဘူးလားဘလောက်တန်ဖိုးကြီးလဲကိုလုပ်တဲ့အလုပ်ဘလောက်တန်ဖိုးကြီးလဲသားတွေသမီးတွေဆရာကြီးဆရာလေးတွေတရားတွေကိုပူဇော်ခွင့်ရအောင်ဖန်တီးပေးတယ်ဟော
ဦးဇင်းတို့မြတ်မင်္ဂလာစပုရတနာအသင်းကြီးကသာသနာ့မင်းစီအမျိုးသမီးများအဖွဲ့ကလှုပ်လိုက်တာအခုဘယ်နှကြိမ်တောင်မြောက်သွားပြီအေးဒါဆိုတော့ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီလို့ဦးဇင်းမျှော်လင့်ပါတယ်နော်သောနာတာအလူမောဒနာပြောပေးပါဆိုတော့ဒီလောက်ဆိုလို့ရှိရင်ဩငါတို့ကျင်းပခဲ့တဲ့ပွဲတွေလည်းနှစ်တွေလည်းများလာပြီဒါဆိုတော့ငါတို့လုပ်တဲ့အလုပ်ဟာတာမန်အလုပ်ကလေးမဟုတ်ဘူးမြတ်စွာဘုရားကိုတော်တိုင်အလေးပြုစရာလူဒီမှာဟောနတ်ဒီမှာဟောဗြဟ္မဒီမှာဟောရှာလို့မတွေ့ဘဲနဲ့ဘုရားအလေးပြုတဲ့တရားတော်ကိုပဲတို့တွေပူဇော်ခွင့်ရအောင်ဖန်တီးပေးနိုင်တယ်ပူဇော်ပွဲကိုကြွရောက်လာကြတဲ့ပုဂ္ဂိုလ်တွေအားလုံးကလည်းဩဒီအဖွဲ့တွေကဖန်တီးပေးလို့လားတို့တွေရွတ်ဖတ်ပူဇော်ခွင့်ရတယ်ဆိုပြီးတော့ကိုယ့်ကိုယ်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့လုံသမျှ၊ကံသမျှ၊ကြံစီသမျှအောင်မြင်ကြပါစေကုန်သတည်း